ကောင်းတဲ့ဆိုအကြောင်းနဲ့ကျိုးဘဝရဲ့အတွေ့အကြုံတွေကိုဂျုံတွေ့တဲ့အခါမှာဘယ်လိုထွက်ပေါက်ရှာမလဲအကောင်းတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲအဆိုးတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲဆိုတာမြတ်စွာဘုရားကရှင်းရှင်းလေးစဉ်းစားပုံစဉ်းစားနည်းကိုပေးထားတာဖြစ်တယ်အကောင်းတွေ့လာတဲ့အခါမှာလေအေးမင်းသိဝမ်းမသာနဲ့ဒါအမြဲတွေ့နေမှာမဟုတ်ဘူးတွေ့တဲ့အခါတွေ့မှာပဲကောင်းတွေ့တာဟာထာဝရမဟုတ်ဘူးတခဏတာများတာဖြစ်တယ်ဝမ်းသာအားရဖြစ်ပြီးစိတ်ကြီးဝင်နေလို့အလကားပဲနော်အကောင်းပေါ်မှာကောင်းတယ်လို့သိပြီးကောင်းတဲ့ကိုအကြောင်းပြုပြီးကိုလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဖို့ပဲအများရအောင်ကြိုးစားမယ်ဆိုတဲ့နှလုံးသွင်းမှုနဲ့ကောင်းတဲ့အာယုံရဲ့ရိုက်ခတ်မှုကိုဒီလိုစဉ်းစားပြီးတော့ဖယ်ထုတ်စိတ်တည်ငြိမ်မှုကိုရယူပါမှာဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်လည်းပဲအေးမကောင်းမှုဆိုတာလည်းထာဝရမဟုတ်ဘူးခိတ္တခဏကြုံရတဲ့သဘာဝတရားတစ်ခုမျိုးသာဖြစ်တယ်မကောင်းတာနဲ့တွေ့လို့စိတ်ဓာတ်ကျနေလို့ရှိရင်ပိုဆိုးမှာပေါ့မကောင်းတဲ့အာယုံကတစ်ခုစိတ်ဓာတ်ကျသွားတာတစ်ခုဆိုအဆုံးရှုံးမယ်နှစ်ဖက်စလုံးဆုံးရှုံးမှာဖြစ်တယ်အဲ့တော့စိတ်ဓာတ်ကျတာဟာအဖြေမဟုတ်ဘူးမကောင်းတာဆိုတာလည်းခဏပဲဖြစ်တယ်ဘာကြောင့်မကောင်းတာဖြစ်ရတယ်လဲကောင်းတာကိုဘယ်လိုရအောင်ကြိုးစားရမလဲဆိုတဲ့အတွေးတွေနဲ့မကောင်းတာကိုလည်းဖယ်ရှားပြလို့ရတယ်အဲ့ဒါလို့မှမဟုတ်ပဲနဲ့ဖြစ်ရလေခြင်းရင်ဘတ်စီတီအစိုးနဲ့တွေ့တဲ့အခါဖြစ်ရလေခြင်းကောင်းတဲ့တွေ့တဲ့အခါငါမငါနော်တဝိမြင့်သွားတာမျိုးအဲ့ဒါမျိုးတွေမဖြစ်ရအောင်မြတ်စွာဘုရားကမမြဲတဲ့သဘာဝတရားနဲ့ခုခံရမယ်လို့သူတို့ပြောတယ်တည်ငြိမ်အောင်ထားလိုက်မမြဲတဲ့သဘောဆင်ញင်လိုက်ရင်ရောကြသွားမှသိချတယ်လောကကြီးဟာပဲရမှမမြဲဘူးအလုံးကတခဏလေးပဲတခဏလေးအတွင်းကြုံတွေ့ရတာလေးပေါ်မှာတမက်တမောလည်းဖြစ်မနေနဲ့စိတ်လည်းညစ်မနေနဲ့နော်ဘယ်ခါနဲ့ပဲတွေ့ငါအမျက်ထွက်အောင်ဘယ်လိုလုပ်မလဲဘယ်လမ်းကြောင်းကသွားမလဲဆိုတာကိုယ့်ကိုစဉ်းကျင်စဉ်းစားပြီးလှုပ်ရှားရိမ့်ရိုက်မှုမဖြစ်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ကိုတည်ဆောက်အောင်ပဲဖြစ်တယ်အဲ့ဒါလိုတည်ဆောက်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းတဲ့လောကရန်ကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေမလုပ်ကြတော့ကောင်းတဲ့လောကရန်နဲ့တွေ့လို့အကုသိုလ်တွေလုပ်တယ်ဆိုတာမာနတွေတက်လာတာအကုသိုလ်ငါမငါဆိုတဲ့မာနတက်လာမာနတက်လာပြီးတဲ့အခါလူဆိုတာကိုယ့်ကိုထင်ကြည့်လာတဲ့အခါတစ်ဖက်ကိုလှမ်းကြည့်သေးတယ်ဒီလူတွေငါတော့ကံမကောင်းပါဘူးဆိုပြီးတစ်ဖက်သားကိုလည်းပဲနှိပ်ကွက်ခြင်းနဲ့စိတ်ပေါ်လာငါအစ်မမိပါဘူးဆိုပြီးတော့ဒီလိုအတွေးတွေလည်းတက်လာပြီးတော့လေးစားရမယ့်ပုဂ္ဂိုလ်လည်းပဲမလေးစားဘူးအထင်သေးမှုတွေနဲ့ဆက်ဆံလာတယ်အပြောဆိုတွေမောက်မှလာတယ်အဲ့ဒါကောင်းစားခြင်းရဲ့ရိုက်ခတ်မှုကိုမခံနိုင်လို့ရှိရင်မကောင်းတဲ့အလုပ်တွေဆက်လုပ်မိသွားတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီအတွေးတွေးလိုက်တာနဲ့မာနအတွေးတွေးလိုက်တာနဲ့မင်္ဂလာတရားရဲ့ဆန့်ကျင်ဘက်ဖြစ်သွားပြီမင်္ဂလာတရားမှာဂါရောစနိဝဒောစတန်တုဋ္ဌိစအဲ့ဒီမှာဂါရောတို့နိဝဒဘယ်သူပေါ်မှာအထင်သေးခြင်းဆိုတာမလုပ်ရဘူးဆိုတာအဲ့ဒီမင်္ဂလာတရားလည်းကိုယ်မှာပျက်စီးသွားတယ်ဒါကြောင့်မလို့ကောင်းတာနဲ့တွေ့ရင်လည်းပဲဘဝင်မြင့်ပြီးတော့စိတ်အားတွေနှင်းကတက်ကြသွားတာမျိုးမဖြစ်စေအောင်မကောင်းတဲ့နဲ့တွေ့တဲ့အခါကျတော့လည်းပဲလူတွေကစိတ်ဓာတ်တွေကြပြီးဘာလုပ်လဲစိတ်ဓာတ်ကြတဲ့အခါမှာစိတ်ဓာတ်ကြတော့မခံစားနိုင်တဲ့အခါကျတော့ဝိရစေဝသုံးတယ်တေးတောက်တယ်ခြားနည်းတွေနဲ့ဖြည့်ရှင်းကြတယ်
စိတ်ညစ်တာမခံစားနိုင်လို့ဖြည့်ရှင်းလိုက်ပြီဆိုရင်နောက်ဆက်တွဲအကျိုးဆက်တွေကအကောင်းမလာတော့အဆိုးတွေကြီးပဲလားတခါနောက်ဆုံးမှာအောက်တန်းနောက်တန်းကြတဲ့အနေအထားမျိုးကိုကြားရှိမခံစားနိုင်ဘူးသေတော်မဤအော်ကောင်းဤဆိုကိုယ့်ဘာကိုတရားပေါ်ခုံချတာတို့တိုက်မြင့်ကြီးတွေပေါ်ခုံချတာတို့စူးစိုက်လုပ်တဲ့အလုပ်တွေလည်းလုပ်ကြပြန်အဲ့ဒါတက်တက်ကိုယ့်ရဲ့ဘဝတန်ဖိုးပျက်စီးသွားအောင်ဖြည့်ဆည်းပစ်တာပဲဖြစ်တယ်ပေါ့တန်ဖိုးရှိတဲ့လူဘဝရဖို့ဆိုတာမတမခဲနဲ့ရလာတဲ့လူဘဝကိုမကောင်းမှုနဲ့အဆုံးသတ်လိုက်တယ်အဆုံးသတ်လိုက်တဲ့အခါမှာကောင်းရသူတွေကိုရောက်ဖို့လွန်ခဲရင်သွားပြီဆုံးရှုံးမှုတွေအများကြီးဖြစ်သွားတယ်ဒါကြောင့်မို့လို့အကောင်းနဲ့တွေ့တွေ့အဆိုးနဲ့တွေ့တွေ့ကိုယ့်ကိုထိမ့်သိမ်းဆော့ရှော့အောင်ကိုယ်စိတ်ကိုတိမှတ်တော်မှန်နေအောင်လုပ်ရမယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာဒါဟာတကယ်လက်တွေ့ကြတဲ့အဆုံးအမတရား